ခုစားပြနေရတော့တက်တက်လို့အပူရှာဘူးလေးပါအဲ့ဒါကိုဘယ်လိုလုပ်သွားလဲဆိုတော့ဗီဒီယိုမှာဆက်ကြည့်ပြီးသွားပါတော့အခုကတော့အရန်ကိုရတာရှိတက်လို့အပူရှာဘူးလေးလှုပ်စားပါမယ်အဲ့အတွက်ကိုအရင်ဆုံးမြချီသီးလုံးလေးကိုရင်းနှွေးနဲ့အရင်ဆုံးစိမ့်ထားပါမယ်ပြီးရင်မြုပ်သီးလေးတွေကိုချောင်းတဲ့ချိန်မှာပေါ့ဒီစိမ့်လေးတွေစစ်စင်ပါဆိုလို့ပေါ့နော်မြုပ်သီးထောင်းတဲ့ချိန်မှာစားလေးနဲ့ထည့်ထားပါမယ်ပြီးရင်ဒီဟာတော့ဈေးထဲမှာလို့တူရတယ်မို့ပါမို့လေးတွေလက်လေးနဲ့မွားပြီးတော့ရေစိမ့်ထားမှမယ်နော်ရေစိမ့်ထားပြီးတော့ဒါလေးကစပလင်ပါအဲ့ဒီစပလင်လေးတွေကိုလည်းအဲ့လိုမျိုးကချီနဲ့ညက်ပြီးတော့ရေစိမ့်ထားမှမယ်နည်းနည်းချောင်းနေလို့ပေါ့နော်ရေစိမ့်ထားလက်ဆက်ဆက်ဝယ်လာတဲ့အားဆိုတော့အောက်တော့အောင်ရှောင်းလေးကိုတော့ပြင်ဆင်ထားတဲ့ပစ္စည်းသုံးမျိုးပါအခုမျိုးဒီလေးကိုဆက်ပြီးထောင်းလိုက်ပါမယ်ကိုယ်တိုင်ထောင်းမယ်ဒါတော့ချွန်မြက်လေးတွေဖြတ်ပြီးရေစိမ့်ထားမှမယ်ပင်ကျူမြက်တွေလည်းထည့်ပြီးတော့ထောင်းပါမယ်ဒါရေစီတက်ဖို့အတွက်ပေါ့နော်စီတက်ဖို့အတွက်ထောင်းတာပါပြီးတော့ဒါကတော့တွားကြိတ်တော့ပါမယ်ဇပလင်လေးတွေကိုဘလန်ဒါနဲ့တွားကြိတ်ပါမယ်ဒါတော့အောက်ကဇပလင်ကြိတ်ထားရပါအဲ့ဒီပေါ်ထပ်ပြီးတော့ဒီမိုးလေးတွေကိုထည့်ပြီးတော့ကြိတ်ပါမယ်အခုကတော့ဒီလေးထဲမှာချွန်မြက်ထောင်းလာတဲ့ဟာလေးထည့်လိုက်ပါမယ်ဒါတော့မှထောင်းလာတဲ့ဂျင်းလေးတွေကိုထည့်လိုက်ပါမယ်ဒါတော့မိုးနဲ့ပြီးတော့ဇပလင်ထက်ဒီတော့ကြိတ်ထား face ပေါ့နော်တက်လို့ဒီအောက်ဖြစ်တဲ့ပေါ့နော်ငါထည့်လို့မရဒီနေရာကြီးကငါဒီအရေးလေးကိုပေါ့နော်တညလုံးတည်ထားလိုက်ပါမယ်အခုကတော့အရင်ကစားကောင်းတာပြန်လေးရပါပြီဒါဆန်ခောက်ဆွဲအဖက်နဲ့စားရပေါ့နော်ဆန်ဖမ်းပြုတ်တယ်ပြီးတော့အရေးထဲတယ်ပြီးတော့အဲ့ဒီမှာမကြီးသီးအရေးကိုထဲတယ်ပြီးရင်မြုပ်သီးထောင်းထားတာလေးကိုထဲတယ်ပြီးအကျော်လေးထဲပြီးတော့စားလိုက်ရန်ကိုစားကောင်းတဲ့တက်တက်လောက်ပူရှောင်လေးရပါပြီ